မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေကြားထဲကနေအံ့ဩဖွယ်အသက်ရှင်လွတ်မြောက်လာဘူးမြန်မာဘာသာဖြင့်အောက်ပါအတိုင်းအချင်းချုပ်ပြန်ဆိုပြလိုက်ပါတယ်နံပါတ်1သမုဒ္ဒရာအလယ်မှာ86ရက်ကြာရှင်တန်ခြင်းစတီဗင်ကောလန်ဟာ1980ခုနှစ်မှာသူ့ရဲ့လင်ငယ်လေးနဲ့ကြီးထွားရင်မုန်တိုင်းမီကလေနစ်မြုပ်ခဲ့ပါတယ်သူဟာအသက်ကလင်ငယ်လေးပေါ်မှာအစားအစာနဲ့ရင်ကန့်သက်နဲ့86ရက်တိုင်ဖြတ်တန်းခဲ့ရပြီးနောက်ဆုံးမှာတော့အတ္တလန်တိတ်သမုဒ္ဒရာထဲကနေကယ်တင်ခြင်းခံခဲ့ရပါတယ်နံပါတ်2မီးတောင်ထဲမှာပိတ်မိခြင်းရုပ်ရှင်ရိုက်ကူးသူမက်ချယ်ဘန်ဆန်နဲ့ခရစ်စတာဒီတို့ဟာဟာဝိုင်ယီရှိမီးတောင်တစ်ခုကိုရိုက်ကူးရင်းရဟတ်ယာဉ်ပြတ်ကျပြီးမီးတောင်ဝထဲပြုတ်ကျခဲ့ပါတယ်။ဒါဒီကပြန်တက်နိုင်ခဲ့ပေမဲ့ဘင်ဆန်ကတော့ချော်ရည်ပူတွေထက်မှ24နာရီကြာအောင်ပိတ်မိနေခဲ့ပြီးမှအံ့ဩဖွယ်ကယ်တင်ခံခဲ့ရတာပါ။နံပါတ်3418ရက်ကြာပင်လယ်ထဲမျောပါခြင်းဂျိုဆာလ်ဗေဒရိုဗယ်ရင်ဂါသူဟာမက္ကဆီကိုကနေပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီးမိုင်ပေါင်း900ကျော်မျောပါခဲ့သူပါငါးတွေငှက်တွေနဲ့လိပ်တွေကိုလက်ပလာနဲ့ဖမ်းဆီးစားတောက်ရင်းတစ်နှစ်ကျော်ကြာအောင်အသက်ရှင်အောင်ကြိုးစားခဲ့ရပါတယ်နံပါတ်4ဆဟာရသဲကန်နာရထဲမှာ10ရက်ကြာပျောက်ဆုံးခြင်းMuro Prosperi ဟာတဲကန်နာရမာရသွန်ပြိုင်ပွဲဝင်ရင်တဲမုန်တိုင်းကြောင့်လမ်းပြောက်သွားခဲ့ပါတယ်။သူဟာအသက်ရှင်ဖို့အတွက်ကိုယ့်ရဲ့စီးကိုပြန်တောက်တာလင်းတို့နဲ့ပုတ်တင်မျိုးတွေကိုအစိမ့်လိုက်စားတာတွေလုပ်ခဲ့ရပြီးမိုင်180ကျော်လမ်းလျှောက်ခဲ့ရပါတယ်။နံပါတ်5ကအပူပစ္စည်းများဖြင့်ဆိုင်ကယ်လုပ်ပြီးလွတ်မြောက်ခြင်းအီမဲလ်ရေဟာဆဟာရသဲကန်နာရထဲမှာကားပြက်ပြီးတောင်တင်နေချိန်မှာအစားအစာ10ရက်စာပဲရှိပါတော့တယ်သူဟာအင်ဂျင်နီယာပညာကိုတုံးပြီးပြက်နေတဲ့ကားကို12ရက်အတွင်းဆိုင်ကယ်တစ်စီးအဖြစ်ပြောင်းလဲတီထွင်မှာကန်နာရထဲကနေမောင်းနှင်ထွက်ခွာနိုင်ခဲ့ပါတယ်နံပါတ်62နှစ်ကြာသတိမေ့မျောခုံမောင်းနေပြီးမှပြန်နိုးလာခြင်းဆိုရက်စကက်လင်ဟာ1985ခုနှစ်မှာအရက်မူးနေတဲ့ကာသမားတယောက်ရဲ့တိုက်မိခြင်းကိုခံခဲ့ရပါတယ်။ဆယ်စုနှစ်ခုနီးပါးသတိမေ့မျောနေခဲ့ပြီးမှအံ့ဩဖွယ်ပြန်လဲနိုးထလာပြီးစကားပြန်ပြောနိုင်ခဲ့ပါတယ်။သူမဟာနိုးလာပြီးနောက်12နှစ်အကြာမှာကွယ်လွန်ခဲ့ပါတယ်။နံပါတ်9လေယာဉ်ပြတ်ကျမှုကနေတဦးလေးသောရှင်သန်သူ2009ခုနှစ်ကလူ153ဦးပါဝင်တဲ့ယင်မနဲဝေးစ်လေယာဉ်ပင်လယ်ထဲပြတ်ကျခဲ့ရမှာအသက်12နှစ်အရွယ်ဘယ်ရဲ့ဘက်ခရက်တဦးလေးသာအသက်ရှင်ခဲ့ပါတယ်။သူမဟာအသက်ကဲအင်ဂျီမပါပဲလေယာဉ်ပိုင်းစတစ်ခုကိုတွေ့ကရင်ပင်လယ်ထဲမှာ14နာရီကြာဖြတ်တန်းခဲ့ရပါတယ်။နံပါတ်8လေပင်မှာဝါလုံးဆိုင်ဝင်သွားသောကောင်လေးအသက်13နှစ်အရွယ်ဒစ်ဟယ်ဟာတငယ်ချင်းတွေနဲ့နင်ဂျာကစားရင်းဝါလုံးနဲ့လေပင်ကိုအရှိန်ပြင်းပြင်းစိုက်မိသွားပါတယ်။ကံကောင်းထောက်မစွာနဲ့အဲ့ဒီဝါလုံးဟာအဓိကသွေးကြောမကြီးတွေကိုမထိခိုက်ခဲ့တာကြောင့်ခွဲစိတ်ကုသပြီးအသက်ရှင်ခဲ့ပါတယ်။နံပါတ်9အုံနောက်တစ်ချမ်းနဲ့ဖြင့်ရှင်တန်သူကာလော့စ် ရိုဒရီဂက်ဟာငယ်စဉ်ကကားမတော်တဆမှုကြောင့်အုံနောက်နဲ့ဦးကောင်းကွန်အစိပ်ပိုင်းအတော်များများကိုဖယ်ရှားလိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့အုံနောက်ကကျန်ရှိတဲ့အစိပ်ပိုင်းတွေနဲ့ပြန်လည်သားကျအောင်လှုပ်ဆောင်နိုင်ခဲ့လို့ပုံမှန်လူတစ်ယောက်လိုပဲတွာလာလှုပ်ရှားနိုင်ခဲ့ပါတယ်။